အားလုံးပဲမင်္ဂလာပါ Mind Treasures by Billy Page ကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုတော့ဒီကနေ့မှာဘူးကနေပြီးတော့မှမိမိအိမ်မှာကလေးငယ်တွေရှိတဲ့မိခင်တွေအထူးသဖြင့်ကိုက2နှစ်3နှစ်အဲ့လိုကလေးငယ်ရှိရဲ့မိခင်တွေကလေးတွေကို English လို့နံပါတ်တွေသင်ပေးချင်တဲ့အချိန်မျိုးမှာသုံးလို့ရတဲ့သချင်းကလေးကိုဒီကနေ့မှာမိတ်ဆက်ပေးချင်ပါတယ်ဒီတော့ဒီဗီဒီယိုလေးထဲကနေပြီးတော့မှကလေးတွေအတွက်နံပါတ်1 2 3 4 5 6 7 8 9 10 Okay တက်ကနေ10အထိသင်ပေးလို့ရမယ်သချင်းကလေးကိုဒီကနေ့မှာပြောပြပေးချင်ပါတယ် Okay အဲ့တော့ကြည့်လိုက်အောင်1 and 1 2 2 and 2 4 3 and 3 are 6 for me 4 and 4 8 5 and 5 10 little fingers on my hand Okay တစ်ခါလောက်ပြန်ဆိုကြည့်မယ်1 and 1 2 2 and 2 4 3 and 3 are 6 for me 4 and 4 8 5 and 5 10 little fingers on my hand အကယ်လို့ကိုကဒီထက်ပိုပြီးခဏန်းနေသင်ပေးချင်တယ်ဆိုလို့ရှိရင်လည်းပဲထပ်ပြီးတော့မှကိုကတက်ကနေမစဘဲနဲ့နှစ်ကနေစပြီးတော့မှတချင်းဆိုလို့ရတယ်ဥပမာ2 and 2 4 3 and 3 6 4 and 4 are 8 for me 5 and 5 10 6 and 6 12 little fingers on my hand Okayအဲ့တော့ဒီကနေ့ဒီဗီဒီယိုလေးထဲကနေပြီးတော့မှကလေးငယ်တွေအတွက်1 2 3 4 5 6 7 8 9 10 Okay တက်ကနေ10အထိကလေးတွေလွယ်လွယ်လေးနဲ့ပျော်ပျော်ရွှင်ရွှင်လေးသချင်းဆိုရင်းနဲ့မှတ်မိသွားမှာဖြစ်ပါတယ်ဒီတော့ဒီကနေ့ဒီဗီဒီယိုလေးကအားလုံးတို့အကျိုးရှိမယ်လို့ထင်တယ် like and share လေးလုပ်ပေးခဲ့ဖို့လည်းမမေ့ပါနဲ့ကျေးဇူးအများကြီးတင်ပါတယ်ရှင်